လေလုယာရောက်တဲ့ခါနေကောင်းကြည့်ပြပါစေတို့စုံစမ်းချင်းဆိုတာတော့လူတိုင်းမှာရှိတယ်ပြီးတော့တချို့သောသူတွေအခက်ခဲဆိုတာအရန်ကြောက်တယ်ခက်ခဲတာတော့အရန်ကြောက်တယ်ပြီးတော့တချို့သောသူတွေကခက်ခဲတာကိုစုံစမ်းချင်းကိုကြောက်ကွင်းလို့လည်းထင်တယ်ကြောက်ကွင်းလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ကြောက်ကွင်းမိစရာလို့အဲ့လိုမျိုးဖြစ်တယ်တကယ်လို့များကျွန်တော်တို့ကယုံကြည်သူဟာစုံစမ်းချင်းဆိုတာတော့ထောင်ချောက်လို့မမှတ်ရအောင်ဘာဖြစ်လို့လဲဆိုတော့ယေရှုခရစ်ပဲဖြစ်ဖြစ်အာဗြဟံအစတရားမှာစုံစမ်းချင်းတစ်ခုချင်းစီမရှိဘူးဆိုတာမရှိဘူးအေလိယလည်းရှိတယ်ခုချင်းစီပေါ့ prophet ကတော့ကောင်းဆောင်သူများရှိတယ်ဆိုတော့ကျွန်တော်တို့ကြတော့စုံစမ်းချင်းခံတဲ့အချိန်မှာလူတိုင်းဟာလို့ဖြစ်လဲဆိုလို့ရှိတော့အခုခက်ယုံကြည်သူတွေကနည်းနည်းစုံစမ်းချင်းနဲ့အများကြီးလွတ်ပြီးတော့ပါစတာတို့နာမည်ကြီးတရားဟောဆရာဖြစ်ပြီးဆိုလို့ရှိရင်တော့သူကအဆုမတောင်းလို့ဘုရားနဲ့အဆက်တွေ့မလို့အဆက်ပြတ်လို့စစအရာတကယ်ဆိုတော့သူကပို့ပြီးမှထင်ပေါ်ချင်လို့နည်းနည်းဖြစ်တဲ့ဟာကိုဒီလိုထောက်ပြီးတော့အပေါ်တက်တာပဲရှိတယ်သူတို့ကိုထောက်ပြီးတော့အပေါ်တက်တာတကူအဖြစ်မမီလို့ထိုင်ခုံကိုထိုင်ခုံပေါ်တက်ပြီးတော့အပေါ်နည်းနည်းမီတာပဲရှိတယ်တကယ်ဆိုလို့ရှင်တော့အဲ့ဒီထိုင်ခုံကနဲ့ပြုတ်ကြနိုင်တယ်ဆိုတာသူတို့ကတကယ်ဆိုမသိဘူးကျွန်တော်ယုံကြည်သူတွေကမသိဘူးလူတိုင်းကလည်းမသိဘူးပြောချင်တာကတော့ပါလေဆိုလို့ရှင်တော့စုံစမ်းချင်းဆိုတာကြတော့လူတိုင်းမှာကြုံတယ်ဆိုတာပဲကျွန်တော်တို့ပြောပြချင်တယ်ဆိုတော့ယေရှုခရစ်ကတဈေးဆိုတာယေရှုခရစ်ကကျွန်တော်တို့ကတော့အရန်တဈေးဆိုတာကောင်းကင်နိုင်ငံနဲ့မဆိုင်ဘူးလို့ပြောလို့ရတယ်တဈေးဆိုတာဘယ်လိုပြောမလဲဝိုင်တို့မှာအရက်တို့မှာသုံးလေးရှိတယ်ဒါပေမဲ့ယေရှုခရစ်ကတဈေးဆိုတာကောင်းကင်နိုင်ငံတဈေးနဲ့ပုံဟန်ထိုင်ထားတာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်ဆင်ခြင်ဖို့ဖြစ်တယ်ဆိုတော့ကဲလို့စုံစမ်းချင်းဆိုတာကြတော့ကိုကတတိထားစရာဖြစ်တယ်ကိုကတစ်ခါလဲပြီဆိုလို့ရှိရင်နောက်တစ်ခါမလဲဘူးလူတစ်ယောက်လဲပြီဆိုလို့ရှိရင်တော့10ယောက်အတွက်ပဲတကယ်ဆိုလို့ရှိရင်အယောက်100အတွက်ပဲကဲသူလဲနေတယ်နော်ခင်ဗျာအဲ့ဒီလဲနေရမှာတတိထားဆိုတာအယောက်100လွတ်ဖို့ပဲတကယ်ပြောမယ်ဆိုလို့ရှိရင်ဝိုင်းကြရဲ့ဖို့မဟုတ်ဘူးဆိုတော့ဝိုင်းကြည့်တော့ကြည့်ဖို့ပဲဝိုင်းခွန်အားယူဖို့ပဲတကယ်ပြောမယ်ဆိုလို့ရှိရင်ဆိုတော့ဘာလို့လဲဆိုတော့နှုတ်ကပတ်တော်တစ်ခုမှကျွန်တော်တွေ့ထားတာတော့ပါလဲဆိုလို့ရှိရင်နေဟမိဟန်ကြီး6အခန်းနဲ့ကိုကျောင်းမူကားသူတို့ကထိုအလုပ်ကိုလက်စမတတ်နိုင်အောင်သူတို့ဒီအာရော့ကြတဲ့မိဟုဆိုရက်ငါတို့ကိုချင်းထောက်ကြ၏တို့ရတွင်ထိုစကားကြောင့်ငါသာ၍အားရှိရောစရခတ်ကောင်းကြည့်ပြီးပေးပါစေဒီနှုတ်ကပတ်တော်ချင်းအဖြစ်ပါလဲဆိုလို့ရှိရင်တော့ဒီဟာကိုနေဟမိကိုတိုင်းတစ်ပါးမှာနေတဲ့အချိန်ကျွန်းဖြစ်တယ်ဘရင်ရဲ့ကျွန်းဖြစ်တဲ့အခါမှာအဲ့ဒီနေရာမှာအဲ့ဒီသူကဘာဖြစ်လဲဆိုလို့ရှိရင်ဘရင်ရဲ့မျက်နှာตาရတယ်ဘရင်ရဲ့ဖလားတော်ကိုအမြဲတမ်းဆက်တာလေးရှိတယ်ဘရင်လိုအပ်တာဘသူမှမယူလာရဘူးသူပဲယူလာရမယ်ဆိုတော့တနေ့အဖြစ်တနေ့ဘုရားသခင်သူ့ကိုတုံ့ထီးတဲ့အခါမှာဂျေရုဆလင်အတွက်သူကအယံဝင်နေတယ်မျက်ရည်ကျတယ်ဆူတောင်းတယ်သူ့ဟန်နဲ့သူအစားရှောင်းတယ်အဲ့ဒီအခါမှာဘာပဲဖြစ်ဖြစ်ကျွန်တော်ဒီတိုင်းနေလို့မရဘူးဘယ်ရှိမှာတကယ်ဆိုလို့ရှိရင်1နေ့ရင်တောင်မှ1 minute ဟန်ဆောင်ပြီးတော့မရည်ချရင်တောင်မှအရန်ပျော်ရွှင်တဲ့မျက်နှာထားနဲ့ဘယ်ရှိမှာတွားရအောင်အတားလူတိုင်းဖြစ်တယ်အဲ့ဒါမျက်နှာပြက်ပြီဆိုလို့ရှိရင်တော့ငါ့ကိုမကြည်တာလားဆိုပြီးတော့အသက်ခံရမှာဖြစ်တယ်ဒါမဲ့သူကြတော့တန်ရှင်တော်ဝိညာဉ်တော်မဆတဲ့အတွက်ကြောင့်ဘာဖြစ်လို့မျက်နှာပြက်နေရတာလဲဒီနေ့
ဆိုပြီးတော့မေးတဲ့အခါမှာတခင်မျက်နှာမပြတ်ပဲနေရမှာလားဂျေရုဆလင်မြို့မှာကျွန်တော်မိဘနိုင်ငံမှာဒီလိုမြို့ရိုးတွေအားလုံးပြတ်တယ်ပျက်စီးတယ်အဲ့ဒီအတွက်ကြောင့်အရန်ခံစားတယ်ဆိုတော့ဘာလို့ချင်တယ်လဲလို့မေးတဲ့အခါမှာသူတောင်းသမျှကိုပေးတာဖြစ်တယ်ဆိုတော့သူတပည့်တွေလည်းတောင်းတယ်တကယ်ဆိုသူ့ဂျွန်းဘယင်ရဲ့ဂျွန်းပြန်တောင်းလိုက်ခါမှာသူ့တပည့်ပါထပ်ပေးတယ်ပြောချင်တာသူ့တပည့်ပါထပ်ပေးတယ်အဲ့ပေးတဲ့အခါမှာသူ့အတိုင်းဝိုင်းနဲ့အဖွဲ့အစည်းနဲ့ပြန်သွားတဲ့အခါမှာလူတွေကအတိုင်းဝိုင်းတွေကဘယင်အမိတ်စာကိုသူတို့ကမသိတဲ့အခါကျတော့အရန်ကဲရတာဖြစ်တယ်ကဲရတဲ့အခါကျတော့သူတို့ကဘာပဲဖြစ်ဖြစ်စိုက်တယ်အဖြက်စီးဖို့လည်းဒီအနောက်ဘက်မှာဖတ်မယ်ဆိုလို့ရှိရင် तू ကဖြက်စီးဖို့ तू လောက်တဲ့မြို့ရိုးစပြုတဲ့နေရာမှာတဲ့အများကြီးပြီးတော့ဖြက်စီးဖို့လူတွေကဝိုင်းနေကြတာတိတ်တဆိတ်ခေါ်တယ်တိတ်တဆိတ်တတ်ဖို့လည်းခေါ်တယ် तू ကမလိုက်ဘူးခင်ဗျားတို့စကားနားထောင်ဖို့ကျွန်တော်ဒီအလုပ်ကိုပြက်ကွက်လို့မရဘူးဆိုတဲ့စိတ်နဲ့တမ်းနေတာဘာဖြစ်တယ်ဒါပေမဲ့သူတို့ရဲ့အများကြီးချိန်ချောက်တဲ့စကားတွေကြောင့် तू ကပို့ပြီးမှအားရှိတယ်ပို့ပြီးမှအားယူတယ်ပို့ပြီးမှကြိုးစားတယ်ပြောချင်တာအဲ့ဒီမတိုင်ခင်မှာအရန်ပြီးတော့ချိန်ချောက်တယ်ပြီးတော့ခင်ဗျားတို့မြုပ်ရိုးကလူမပြောနဲ့တော့ခွေကဒီတိုင်းနင်းညောင်နေနင်းရင်တောင်မှပြိုပြက်မဲ့မြုပ်ရိုးတွေလို့အပြောခံရတာဖြစ်တယ်ပြောချင်တာတော့ဘာလဲဆိုလို့ရှိရင်စုံစမ်းချင်းဆိုတာကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲတွန်းအားအရှိကိုတွန်းအားပို့ပေးမဲ့အရာဖြစ်တယ်ဆိုတော့လဲဖို့မဟုတ်ဘူးဝမ်းနေဖို့လည်းမဟုတ်ဘူးပြီးတော့ယူတတ်ရင်တော့တကယ်လို့များလူတယောက်လဲတာနဲ့ယူတတ်ရင်တော့ခမရအတွက်သူကပေးဆက်တာခမရကကြည်ယုံလေးနဲ့ခမရတောင်မှအရှိရောက်စေမယ်တွန်းအားဖြစ်တယ်ဒါလူတယောက်ရဲ့ဘယ်လိုပြောမလဲတကယ်လို့များကျွန်တော်ကမသိဘူးထောင်ချောက်မိုင်းရှိတာမသိဘူးဒါပေမဲ့အရှိမသွားတဲ့လူတယောက်ကမိုင်းလေးလို့ခြေတော့ပြက်ပြီဆိုရှင်ကျွန်တော်သတိထားဖို့ဖြစ်တယ်ဒါကျွန်တော်အစား तू မသွားရင်ကျွန်တော်မိုင်းနေမယ်ဆိုတော့ तू ကိုတိုင်ကျွန်တော်ကိုတိုင်ကတိရှိလာတဲ့အတွက်ကြောင့်ဆင်ခြင်မှဖြစ်တယ်လွတ်မလားလွတ်တယ်ပြောချင်တာစုံစမ်းခြင်းဆိုတာကျွန်တော်ယုံကြည်သူအတွက်တကယ်ပြောမယ်ဆိုလို့အရန်ပြီးတော့အကျိုးလည်းရှိသလိုတို့ဆင်ခြင်တတ်ရင်တော့ဝိညာဉ်ရေးရမှာလည်းနာအများကြီးရစေတယ်ဆိုတာကျွန်တော်အနေနဲ့ဘတ်တော့နဲ့ကျွန်တော်နာပေးချင်တယ်ရောက်စေတဲ့ဖက်ပြီးကောင်းစီပေးပါစေ